မျိုးလင်းရတာကိုရန်စိတ်ညစ်တယ်လောက်ကမှစိတ်ကုန်သွားတခုခုမျိုးလင်းရတယောက်စီတခုမျိုးလင်းရစိတ်ညစ်ဆိုတော့တော်တော်နေလေကအစတွေကလုံးဝစိတ်ဖြတ်ထားတာပေါ့လုံးဝမျိုးလင်းမှုချိုးစီးနေတာကျတော့ actor တွေတအားခက်ခဲတဲ့စီးနေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ထားကြတာပေါ့လောက်ကလေးပေါ့ဟိုပေါ့လေကင်မရာတို့ဘာလို့တားမကျွမ်းကျင်ကျွန်တော်စိတ်လည်းဝင်စားအောင်ဝန်ထမ်းပြောရရင်ပေါ့နော်ဟိုအရင် flat ဖြစ်တာပေါ့ကျွန်တော်တို့ flat ပြောငါတင်တာဒီလို emotion ထွက်လာပဲဒါပေမဲ့ထွက်မလာဘူးပေါ့နော်မင်္ဂလာပါဒီနေ့မှာတော့ရုပ်ရှင်ဖက်စာရဲ့အထူးအစီအစဉ်နေနဲ့တတိခုရုပ်ရှင်ကိုရိုက်ကူးထားတဲ့ဒါရိုက်တာကိုအောင်ဖြိုးကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်ကိုအောင်ဖြိုးနဲ့သူ့ရဲ့ရိုက်ကူးခဲ့တဲ့အတွေ့အကြုံတွေကိုအသေးစိတ်ဆွေးနွေးသွားမှာပါကိုအောင်ဖြိုးမင်္ဂလာပါဟုတ်ကဲ့ပါကိုမင်္ဂလာပါဟုတ်ကျွန်တော်တို့ဒီ process အစအတိုင်းပဲသွားလိုက်မယ်ဟုတ်ကျွန်တော်သိထားတာကိုအောင်ဖြိုးကဒီကားကိုကိုယ်တိုင်ရေးပြီးတော့ကိုယ်တိုင်ရိုက်တာအဲ့တော့ရေးတိုက်တာဘယ်ကနေစပြီးတော့ idea ရတယ်ဘယ်လိုစပြီးဖန်တီးပြတာလဲဟုတ်ကျွန်တော်ကတော့အဓိကကတော့ပေါ့ဟိုကျွန်တော်ရန်ကုန်မှာကြည့်ရမှာပေါ့နော်ကျွန်တော်နေမှာကြည့်တယ်ပြီးတော့နိုင်ငံမှာကျောင်းသွားတက်တယ်ဆိုတော့ဒီရန်ကုန်ကျောင်းကိုသိမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒိုက်တာလုပ်ချင်တယ်ဆိုစဉ်းစားတဲ့အချိန်မှာပထမဦးဆုံးကတော့ကျွန်တော်တကယ်ချင်းနေဒီရန်ကုန်ကို explore လုပ်တယ်လို့ပဲဆိုတော့အဲ့ဒီမှာကျွန်တော်အဓိကသွားဖြစ်တာတော့ဒီညွတ်ပတ်ရထားပါတော့ဘက်စင်စီးဖြစ်တယ်ပေါ့နော်အဲ့ဒီစီးဖြစ်တယ်ဆိုကျွန်တော်ဒီတင်းရင်ကုန်းလိုင်းတာယာတို့ဘက်ကိုရောက်တယ်ဆိုတဲ့အချိန်မှာဒီအဲ့ဒီ environment ကကျွန်တော်ဟိုဆွဲဆောင်တယ်လို့ပြောရမှာပေါ့နော်အဲသူတစ်ဖြစ်အဲ့ဒီညနေမှာအဲ့လိုအလောက်ကပြန်လာတဲ့သူတွေတော့ကျွန်တော်မြင်တဲ့အချိန်မှာကျွန်တော်အဲ့ဒီသူတွေအကြောင်းကိုကျွန်တော်ရေးချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မဖြစ်လို့လဲဆိုတော့တေချာမသိဘူးပေါ့နော်ခုနောက်ပိုင်းမှာကျွန်တော်ပြန်စဉ်းစားပြီးတော့ကျွန်တော်ငယ်တော့ဆိုကျွန်တော်အဖိုးတွေပေါ့နော်အဖေဘက်ကအဖိုးတွေကဒီရကန်းယုံတွေရှိတယ်ရကန်းယုံတွေရှိတော့ကျွန်တော်အဲ့ဒီမှာကြီးပြင်းတာဆိုတော့လေလို့ဒီရကန်းယုံမှာမျိုးသမီးရကန်းခတ်တာတို့နောက်ပြီးတော့ရေကချောင်းဆက်လက်တို့မှရှိရဲဆိုတော့အဲ့ဒီရေကချောင်းလောက်တာဆိုအဲ့ဒီကျွန်တော်ငယ်ဘွားကပေါ့လို့မျိုးသမီးအလုံးယုံနဲ့ဆက်ဆက်မှုတော်တော်ရှိခဲ့တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဟိုဆွဲဆောင်နေတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာပေါ့ဒီ environment မှာနေထိုင်ကြတဲ့လူတွေကြောင့်ဟိုရေးမယ်ဆိုတဲ့ idea နဲ့စခဲ့တာပဲပေါ့ဟုတ်ကိုအောင်ဖြိုးဒီဇာတ်ညုံကိုရေးတော့လေကျွန်တော်ဒါကတော့ technically ရမ်းဆန်တယ်အဖြစ်ပြက်တစ်ခုကနေစပြီးတော့ပွားထုတ်တာလားဒါမှမဟုတ်လို့ရှိရင်ငကိုတွေကစိတ်ထဲမှာအကြမ်းမြင်ဘလို့ကတော့ဘလို့ဖြစ်မယ်ဆို structure ရှိရလားအဲ့လိုတော့မရှိဘူးကျွန်တော်ထင်တာတော့လူတိုင်းမှာပေါ့ရှားရေးမယ်ဆိုရင်ဇာတ်ကြောင်းတစ်ခုဆိုအဲ့ဒီမှာရေး moment တချို့ကတော့ငါပါကိုပါချင်တယ်ဆိုတော့ automatically စိတ်ထဲမှာရှိတဲ့ moment တွေရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်အရင်ဆုံးချရေးလိုက်တယ်ပေါ့ဥပမာဒီ situation မှာဒီဇက်ကောင်တွေရှိရဲဆိုရင်သူတို့ဘာဖြစ်လောက်မယ်ဆိုတော့ moment မျိုးတွေတော့ကျွန်တော်တို့ automatically စိတ်ထဲမှာပေါ်တဲ့ moment မျိုးတွေရှိရဲပေါ့နော်အဲ့ဒါဆိုတော့ desire moment မျိုးပေါ့ဒါပေမဲ့အဲ့ moment တစ်ခုနဲ့တစ်ခုကြားမှာကျွန်တော်တို့ဖြည့်ရမယ်ဟိုလိုအပ်တယ်ပေါ့နော် to do moment တွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ moment တွေကိုကျွန်တော် desire ဖြစ်အောင်ကျွန်တော်အနေနဲ့အားထုတ်ရတာတော့ကျွန်တော်တော်ပို့ပြီးတော့ပြင်ပန်းတယ်ပေါ့နော်စင်တော့တင်မှုတယ်ပေါ့နော်ဒီ dramatic picture တို့ဘာလို့ကကြတော့တအားရတော့ကျွန်တော်အာမကိုပြည့်ဘူးပဲဘယ်လဲဆိုတော့ dramatic picture တို့ဘာလို့ဆိုတော့ကျွန်တော်တို့ဟိုပါပေါ့ရုပ်ရှင်ကြည့်တာများတဲ့သူတို့စာဖတ်တာများတဲ့သူတို့ကြတော့လေဒါ easiest possible way ကိုကသုံးလိုက်တာမျိုးများရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့နီးရတော့ဟိုတက်နိုင်တယ်လားအကုန်ရေးတာပဲရုပ်ရှင်ထဲမှာပါဖို့ရလို့မဟုတ်ဘူးကိုတိသလားကိုထင်သလားဟို materials တွေအများကြီးဖြစ်အောင်ရေးပြီးအဲ့ထဲမှာပြန်ပြီးစစ်ထုတ်တဲ့ပုံစံမျိုးနဲ့တော့ကျွန်တော်ပို့ပြီးသွားပြတယ်ဗျဟုတ်ပြီကျွန်တော်အဲ့တော့ process အကြောင်းလေးနည်းနည်းသွားကြည့်အောင် process ဆိုတာဒီဇက်ကနောက်ဆုံး final ရိုက်ဖို့ကနေရိုက်ဖို့အထိပေါ့နော်စပြီးတော့ဇညွှန်းရေးတဲ့အချိန်လေးဘယ်လောက်ကြာခဲ့လဲဘာတွေပြင်ဆင်ရလဲအဓိကတော့အများကြီးပေါ့နော်အဓိကတော့ရေးတာပေါ့နော်ရေးတာကတော့အများကြီးပြင်ဆင်ရကျွန်တော်ပထမဆုံး first draft ကအခုနောက်ဆုံး final မှာပထမ7 minute ဖြစ်သွားတယ်အဲ့တော့စစ်သားကြည့်လို့ရပါတော့ဒါပေမဲ့ဒီကျွန်တော်တို့ဒီ independent မှာကျတော့ဒီ script lab တွေပါတယ်ရှိရဲဆိုရင်ပေါ့နော်ဒီ mentor တွေရဲ့စကားကိုနားထောင်တာလို့ producer တွေရဲ့စကားကိုနားထောင်တာစသည်အဖြစ်မှာပို့ပြီးတော့ rich ဖြစ်အောင်ပေါ့နော်ဟိုကျွန်တော်တို့ပို့ပြီးတော့ develop လုပ်ရတယ်ပေါ့အဲ့တော့ဟိုပထမဦးဆုံးကနိုင်ငံတွင်းမှာရှိတဲ့ lab ကိုပေါ့နော်အဲ့တော့ကျွန်တော်ဒီ memory ရှိရဲဆိုပထမဦးဆုံးကတော့အဲ့တော့ကျွန်တော်ဘယ်သူမှလည်းမသိသေးဘူးဆိုတော့ဒါကိုတယောက်တည်းလုပ်လို့ရတဲ့ lab ကို join နေပြီးတော့ regional lab တွေရှိရဲ regional ဆို South Asia Thai လို့ Vietnam လို့ Singapore လို့ပြီးတော့ကြာရင်လည်းဥရောပ lab ပေါ့နော်လိုမျိုးသွားတာမျိုးဆိုတော့ကျွန်တော်10နဲ့9ခု10ခုလောက်တော့သွားဖြစ်တယ်ပေါ့နော်ပြီးတော့အကုန်လုံးကလည်းသူကတခါထက်မယ်ဆိုရင်ပြင်မမီရေးရတာဆိုတော့လေအဲ့လိုမျိုးဆိုတော့ပြီးတော့ဟိုအများအမြင်ပေါ့နော်သူကိုကြတော့သိမသိဘူးပေါ့နော်ကိုဆိုတော့သိမသိဘူးနောက် producer တွေပါလာပိုတိလာတယ်ဒါပေမဲ့ဒါကြောင့်ကိုလည်း producer ပါတသားလည်းဖြစ်သွားတဲ့အခါကျတော့ကိုမသိရအောင်အဲ့တော့ကျတော့အပြင်ရသူတွေရဲ့အမြင်တို့ပါတော့ပြီးတော့တကယ်ကို experience ရှိတဲ့ writer တွေရဲ့အမြင်တို့ပါတော့ကျတော့ပို့ပြီးတော့ဟိုကျယ်ပြန့်လာတာပေါ့နော်ဟုတ်ရိုက်ဖို့ ready ဖြစ်ပြီဆိုတော့ script မရောက်ခင်အထိ share lab တွေ join တာနှစ်နဲ့ဆိုဘယ်လောက်ကြာပါလဲ9 နှစ်လောက်ရှိရှင်းတယ်ဟုတ်မှတ်မိသလားပေါ့နော်ဟိုအတိအကျတော့မှတ်မိကြမှာ draft bound ပေါ့နော်နောက်ဆုံးရိုက်မယ်လို့ final decision ကြိုက် draft bound ဘယ်နှခုလောက်ဖြစ်သွားလဲ23လောက်ရှိရတယ်ဟို script ကြားထဲမှာ draft က23လောက်ရှိတယ် okay အများကြီးပဲเนาะအဲ့ဒါဆိုအဲ့တော့နောက်တစ်ခုကကျွန်တော်တို့မရိုက်ခင်လေးပေါ့နော်မရိုက်ခင်လေးကအကြောင်းလေးတွေစပြီးမရိုက်ခင်မှာဆိုတော့တရုပ်ဆောင်တွေကကျွန်တော်သိသလောက်ဒါဟို professional တရုပ်ဆောင်နေမဟုတ်ဘူး
တချို့ဆိုခုမှစတရုပ်ဆောင်မှုတာပါတယ်ဟိုစလို့ရှိရင်မင်းသမီးရဲ့အမေမတန်းနိုင်တော့ဆိုဘလို့စပြီးလောက်လိုက်တရုပ်ဆောင်တွေအစင်းမဖြစ်အောင်ကျွန်တော်ဇက်ကောင်တွေကိုရွေးတရုပ်ဆောင်တွေရွေးတဲ့ချိန်မှာဒီလူနေရာဖြစ်နိုင်တယ်ဆိုတော့ instinct ကကျွန်တော်မှဟိုခိုက်ခိုက်မှန်မှန်ရှိတယ်ပေါ့တက်သေးတော့မပြနိုင်ဘူးဒါပေမဲ့ဒီတယောက်ဆိုရင်ဒီတယောက်နဲ့တူလိုက်မယ်ပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးဟာတော့ကျွန်တော်အဓိကရွေးခဲ့တာပေါ့ပြီးတော့ပြောဖို့အားကြတော့ကျွန်တော်အကုန်လုံးကရုပ်ရှင်တရုပ်ဆောင်မှုဆိုရင်ရုပ်ရှင်နဲ့မစိမ့်ဘူးပေါ့နော်အဲ့ဒါတော့ရှိရပဲဆိုကျွန်တော်ဆိုရင် personally ပြောမယ်ကျွန်တော်ဆိုကင်မရာတာ conscious ဖြစ်တယ်အဲ့လိုမျိုးဆိုဘယ်လိုမှအဆင်မပြေဘူးသူတို့အနေနဲ့ကင်မရာကိုမကြောက်ဘူးပြီးတော့ comfortable ဖြစ်တဲ့ level ကတော့ရှိရမယ်ပေါ့ပြီးတော့အမှန်တမ်းပြောရင်နည်းနည်းညံတော့ရှိရမယ်ကျွန်တော်ဟိုတအားဟို scale မဟုတ်သေးတယ်အနည်းဆုံးဟိုဘာကိုပြောတယ်ဆိုတဲ့ဟာမျိုးတော့ရှိရပါတော့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီတရုပ်ဆောင်တွေအကုန်လုံးကအဲ့ဒါတွေအကုန်လုံးရှိကြတယ်ပေါ့နော်ကျွန်တော်တို့ non professional ပြောပေမဲ့လည်းသူတို့မှဟိုလိုဘာမှမသိဘာမှမကြည့်တဲ့လို့လူတွေကိုကျွန်တော်ရိုက်တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော် cast လုပ်တာပေါ့အဓိကကတော့အကုန်လုံးကျွန်တော် rehearsal လုပ်တာမျိုးတွေရှိတယ်အဓိကကတော့ကျွန်တော်ပထမဆုံးခိုင်းတာတော့ဟို dialogue ကိုအလွတ်ချက်ဖို့ပေါ့နော်အလွတ်ချက်ဖို့ဆိုတာဟိုကျွန်တော်10တန်းစာချက်တယ်လို့ပဲလုံးဝခေါင်းထဲမှာဘာမှမစင်စားပဲနဲ့ချောင်းချောင်းပြေးကြက်နေအောင်အရင်စင်စားအဲ့ဒီကူသူတို့ဟိုကျွန်တော်ပေးဟောပါတော့ခိုင်းတယ်လဲဆိုတော့အဲ့ဒါဆိုရင်ဘာဖြစ်လဲဆိုတော့ဒီစကားကိုရှေ့ရပဲပြောနောက်ကပဲပြောဥမာ sing ဘလောက်မှာညီမပြောပါဆိုရင်သူတို့ဘေးကပြောချင်တာပြောကိုအကြောင်းကိုသိနေရမယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကဘယ်လိုပြောကိုယ့်ရဲ့ dialogue ကို logically ရစဉ်းစားနေစရာမလိုဘူးပေါ့အဲ့ဒါမှကျွန်တော်တို့အနေနဲ့ဒီအမြန်ပြောချင်မလားအနေပြောချင်မလားဖြတ်ပြောမလားပြီးတော့ကြတော့အဲ့ဒီပြောနေတဲ့အချိန်တုန်းမှာဘာလုပ်မလဲစသည်အပြားအကုန်လုံးကိုကျွန်တော်တို့ dialogue လုပ်ရတယ်ပေါ့နော် dialogue ကိုစဉ်းစားနေပြီဆိုရင်ကျွန်တော်တို့အဆင်မပြေတော့ဘူးပေါ့အဲ့ဒီပုံစံမျိုးနဲ့လုပ်အဓိကတော့ကျွန်တော်အနေနဲ့ကတော့ဒီ actor တွေကိုဟို blocking နဲ့ဒီ rhythm ကိုအဓိကပေါ့နော် on set မှာtrain တယ်ပေါ့နော်ကျန်တာကတော့အဲ့ဒီတခြားလောက်တာရသူတို့ကိုယ်တိုင်ကင်မရာကိုလုံးဝမကြောက်တာနဲ့ confidence ရှိဖို့ရပေါ့နော်အထူးသဖြင့်ပေါ့နော်ကျွန်တော် positive နဲ့ negative ဆိုတဲ့ emotion တွေကြီး positive ဆိုတာအရင်အောင်မြင်တာတို့မောက်ကြွားတာအဲ့အမျိုးကျွန်တော်လူတိုင်းလုံနိုင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့လူတိုင်းလုံနိုင်တယ်ဟိုချမ်းသာပြတာတော့လုံနိုင်တယ်ဒါပေမဲ့အဲ့လို negative emotion တွေရှိတာကိုသိငယ်တာတို့တောင်းခံရတာတို့အဲ့လိုမျိုး moment တွေရှိတယ်အဲ့အမျိုးတွေကျတော့ comfortable မဖြစ်ဘူးပေါ့နော်ဘယ်သူမှ comfortable မဖြစ်ဘူးအဲ့တော့အဲ့လိုမျိုး moment တွေအတွက်ဆိုကျွန်တော်အဓိကတော့ actor တွေကိုသိချာပေါ့နော်ပြောတဲ့အချိန်မှာဒီ emotion တွေအကုန်လုံးကကျွန်တော်ကိုယ်တိုင်လည်းကြုံငယ်ဘူးတယ်ဆိုတော့သူတို့နားလည်အောင်ကျွန်တော်ပြောတယ်ပေါ့နော်အဓိကသူတို့ကျွန်တော်ကခိုင်းတာပေါ့နော်ဒါပေမဲ့လည်းဒီ emotion ကသူတို့ဖြတ်ရမယ့် emotion ကကျွန်တော်အနေနဲ့ director တယောက်အနေနဲ့အတူတူရှိတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းဒီဟာကိုသူတို့ဒီဇက်ကောင်နေနေပါကြုံငယ်ဘူးပါတယ်ဆိုတော့နားလည်အောင်ဟိုတေချောဟိုပေါ့နော်နားလည်မှုတစ်ခုရအောင်ပြောထားတဲ့အခါမှာကျတော့သူတို့အနေနဲ့ဒီလို trust တစ်ခုတော့ရလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဲ့ဒါကတော့ဒါကျွန်တော်အကောင့်စက်နဲ့ကြိုးစားခဲ့တဲ့ကောင်မျိုးသုံးနေနီးပေါ့ဟုတ်ကျွန်တော်ရိုက်ခွဲမှာလည်းအမြင်နဲ့ရှိနေတော့ beat တို့ rhythm တို့ကောင်မျိုးခါနာပြောရကြဘူးအဲ့ဒါဘာလို့ဆိုလို့တာလဲအဲ့ဒါရအောင်ကိုကစိတ်ကအဲ့ဒါကိုရနေတာမရရဘယ်လိုသိရလဲဘယ်ဟာကိုအဲ့ rhythm လို့ပြောကြတယ် beat လို့ပြောကြတယ် rhythm ဆိုကျွန်တော်တို့ rhythm လှုပ်ရှားမှုပေါ့တစ်ခုလှုပ်ရှားမှုရှိရင်တော့ကျွန်တော် rhythm ရှိရပါကင်မရာမလှုပ်ဘဲနဲ့ပေါ့နော် static ရိုက်မယ်ဆိုရင်အဲ့ဒါတွေအကုန်လုံးကဒါစိတ်ဝင်စားအောင်ကျွန်တော်တို့ကဒီ frame ကိုလုပ်လို့ရမှာပေါ့နော်ဒါကတော့ rhythm ပေါ့အဲ့ဒါတော့ကျွန်တော်တို့လူတန်းကိုကြည့်လိုက်ရင်သူတို့မှရှိတယ်ကျွန်တော်တို့ဟိုကားဘတ်စကောင်းမှာလူတယောက်ကိုကြည့်ရဆိုသူတို့ဖုန်းကြည့်ရရှိမယ်ဖုန်းစစ်တာရှိမယ်ပြီးတော့ပေါ်ကိုကြည့်မယ်ဘေးကိုကြည့်မယ်ဘေးရောက်နေပြီလဲကြည့်မယ်အဲ့ဒီဟာတော့သူတို့ rhythm ပေါ့နော် beat ဆိုတာကကြတော့ဟိုကျွန်တော် actor တွေကတစ်ခုနဲ့တစ်ခုပြောင်းရတဲ့ beat တွေရှိတယ်ပေါ့နော်မှဒီစကားပြောတယ်ထိုင်တယ်ထတယ်စသည်အပြင်တော့ကင်မရာလည်းပေါ့နော်ကျွန်တော်တို့ဟိုမျိုးစုံရှိတယ်ကင်မရာလှုပ်တာမလှုပ်တာရှိတယ်ပြီးတော့ကြတော့ဒီ focus ပေါ့ focus ကကိုယ့်ကိုပြောနေရတယ်ကျွန်တော်ကိုဆွဲတာရှိတယ်ကျွန်တော်ကိုဆွဲတာနေအခုလှုပ်တော့ဟိုဘက်ကိုဆွဲသွားတယ်စသည်အပြင်ဒီ movement တွေအားလုံးကလေဒီကင်မရာမှာ emotion ကို control လုပ်တဲ့ဟာပဲပေါ့နော် drama တားကြီး high မဖြစ်ဘဲနဲ့ဒီလို set ဖြစ်တဲ့ emotion ဟိုဇလန်မျိုးမှာဆိုရင်အဲ့ဒီ movement တွေကတအားကြီးအရေးပါသွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါဟိုကိုမှန်ပြီးတော့ train ပြီးတော့ actor တွေနဲ့ဒီဟို collaborate လုပ်ရတာပေါ့အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့က on set မှာ dialogue ကိုအလွတ်ချက်ဖို့ပြောတာပေါ့အဲ့တော့အဓိကအဲ့ဒီဟာတွေကိုသူဒီစကားပြောလဲလို့ငါဒီစကားပြန်ပြောရမယ်လို့စဉ်းစားနေပြီဆိုရင်အဲ့ဒီ moment တွေကိုသူတို့ control မလုပ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်ပါဟုတ်နောက်တစ်ခုက visual ဘိုင်းပေါ့ဟုတ်visual ကိုလိုချင်တဲ့ဟာရဖို့ cinematographer နဲ့ဘာတွေဆွေးနွေးပြီးဘာတွေ timing ဘာတွေပြင်ဆင်အဓိကတော့ကျွန်တော်အနေနဲ့ theme ပေါ့နော် theme ကကြတော့ကျွန်တော်ပြောရခက်တယ်ပြောရတယ်ဆိုဗဇက်ကလည်းပြောရခက်တယ်ပေါ့အဲ့တော့ကြတော့ကျွန်တော်အနေနဲ့ကတော့လို့ဒီဇက်ကားထဲမှာထင်တဲ့ဒီပကြီးကားတွေလောက် photography တွေနောက်ပြီးရုပ်ရှင်တွေကပုံတွေပေါ့အဲ့ဒါတွေအကုန်လုံးကျွန်တော်စုလိုက်တယ်ပေါ့နော်စုလိုက်ပြီးတော့ကြတော့DP ကိုဟိုပြရတယ်ပေါ့ပြီးတော့အဓိကတော့ဒီ visual ထိန်းတာ DP တယောက်တည်းမဟုတ်ဘူးပေါ့နော် production design နဲ့ costume design မှာအဓိကပါတယ်ဆိုတော့အဲ့အဓိကတော့ costume ကတော့ဒီ area နောက်မှလာအဓိကတော့ကိုမိုးဖြူနေကိုသိကြည့်နေရောက်စလုံးလဲပေါ့နော်ကျွန်တော်ဒီတကယ်ကိုအကုန်လုံးပြောအဓိကတော့ဟိုဘာလဲကင်မရာတော့ဘာလို့တားမကျွမ်းကျင်ကျွန်တော်စိတ်လည်းဝင်စားအောင်မနပြောရရင်ပေါ့နော်အဲ့တော့အဓိကတော့ကိုလိုချင်တဲ့မှုကိုပဲဟို
စကားတွေပြောမနေပဲနဲ့ပြောလို့ရတဲ့ communication မျိုးနဲ့ပဲကျွန်တော်သုံးပြီးတော့ပြောတာများတယ်ပေါ့နော်ဟုတ်ခုနကောင်မျိုးပြောရလို့ဟိုဒီအခြား crew member တွေတော့ခုနလို camera တို့ set design တို့ costume တို့ဟို production man တို့အဲ့ဒါတွေက director တယောက်အနေနဲ့အဲ့ support တွေကဘယ်လောက်အရေးကြီးလဲအဲ့ဒါတွေကဘာတွေကိုဟိုဘယ်လိုကိုယ့်ရဲ့ဖန်တီးမှုအတွက်ဘယ်လောက်ထောက်ကူဖြစ်လဲကျွန်တော် personally ပြောရဲဆိုရင်အများနဲ့ပြောတယ်ငါတို့ကခိုင်းလာလို့ဘာမှမတက်ဘူးဆိုတော့အမှန်တမ်းပဲပြောတာပေါ့ကျွန်တော်အခြား lab work တွေ workshop တွေပါ join ရဆိုတဲ့အချိန်မှာချို့သူပတိဆွဲတယ်လုပ်တယ်ကိုကဘာမှမလုပ်တယ်ဘူးခိုင်းရအောင်လွှဲပြီးတော့အဓိကဒီရုပ်ရှင် director ဆိုတော့သူကအဲ့လိုကိုယ် support လုပ်ရတာမျိုးဆိုတော့ဒီ team ရဲ့ဟိုဟာပေါ့ contribution ရတယ်တော့နဲ့အရန်ကိုအရေးကြီးရပေါ့နော်ကျွန်တော် 80% လောက်အရေးကြီးရလို့လည်းနှမို့ဆိုရင်ကိုယ့်ကို idea တွေရှိပြီဘယ်လိုပဲပြောပေါ့နော်ကိုကတော့ communicate တော့လုပ်တတ်ရမှာပေါ့နော်ဒါပေမဲ့လည်းကိုအလုပ်လုပ်ရင်းနဲ့အဆင်မပြေတော့ဘူးဆိုရင်သူတို့လုံးမပေးတော့ဘူးလုံးမပေးရင်ကိုကဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့အဓိကတော့ဒီကိုရဲ့ director တယောက်ဆိုတာအမှန်တမ်းပြောရင် king of the set လို့ဘယ်လိုပဲပြောရောသူများရဲ့ပုံမှာအများနဲ့မူတည်ရတယ် on set မှာကိုလုံးနိုင်တာဘာမှမရှိဘူးကိုလည်းဝန်တိုးဆောင်နိုင်တာမဟုတ်ဘူးဆိုတော့အဓိကတော့ဒီဟာကို knowledge လောက်ရမယ်ပြီးတော့ကြတော့ဟိုသူတို့ရဲ့ limitation ကိုလည်းကို respect ပေးရမယ်လို့မြင်တယ်ငါလိုချင်တာကိုရအောင်လုပ်ရမယ်ဆိုတော့အဲ့ပေါ့နော်ဟုတ်အဲ့ဒါကောင်မျိုးကျွန်တော်နောက်တစ်ခုမေးချင်တာလေဒီကားကခုနဟိုစပါတော့ဟို editing process ကလည်းကြာတယ်လို့ကျွန်တော်ကြားရတော့နော်ဆိုတော့ကိုမျော်မှန်းထားတာနဲ့နောက်ဆုံးကြံတာနဲ့ဘယ်လောက်ထိအဖက်တင်တယ်နောက်တစ်ခုကအဲ့ကြားထဲမှာ editor နဲ့ဘာတွေဒီကလောက်ရလဲဘာတွေကဟိုတော်တော်လေးရုန်းကန်ပြီးလုပ်ခဲ့ရတာရှိတယ်ကျွန်တော်တို့ရုံးခဲ့တယ်တော့မရှိပါဘူးအဓိကပြောကျွန်တော်ပေါ့တော့ကျွန်တော်ကိုယ်က editor နဲ့ train ထားတယ်ဆိုဒီ department အကုန်လုံးကိုကျွန်တော်တို့နေရုံးမဖြစ်မယ်ပေါ့နော်ဆိုဒီ shot ကိုဘယ်လောက်ခက်ရရတယ်ဒီ shot ကပတ်စံဘယ်လောက်ကုန်လဲအဲ့မျိုးတွေကို editor မသိလေကောင်းလေပဲပေါ့သူ့အနေနဲ့ကဒီ footage ကိုကြည့်တယ်ဒီ motion ပါလားမပါလားပုံပူတည်ပြီးတော့ footage ကဘာစကားပြောနေလဲဆိုတာရဲ့ဟာဒီ editor ရဲ့အမြင်ပဲပေါ့နော်အဲ့တော့ကြတော့အဲ့ဒီဟာအမြင်ကိုပေါ့ကျွန်တော်တကရန်ရေးကြည့်ရပေါ့နော်အဲ့တော့ဒီ editing process မှာအဓိကတော့ကျွန်တော်တို့ဒီက spec ကတော့ duration ပေါ့နော်ပထမဦးဆုံးကတော့ဒီကျွန်တော်တို့တော်တော်များများတော့ဖြတ်လိုက်တယ်ဆိုတော့ script တိုင်းဖြတ်တာပေါ့နော် script တိုင်းဖြတ်တော့အရင် flat ဖြစ်တာပေါ့ကျွန်တော်တို့ flat ငါတင်တာဒီလို emotion ထွက်လာပဲဒါပေမဲ့ထွက်မလာဘူးပေါ့နော်အဲ့ဘာဖြစ်လို့အချိန်ဘာဖြစ်ထွက်မလာလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ analyze လုပ်တဲ့အချိန်မျိုးမှာကြတော့ breathing space မရှိလို့ပေါ့နော်အကုန်လုံးကတက်အဲ့လိုမျိုးပေါ့နော်ဟိုဒါပဲဖြစ်နေတာအဲ့အမျိုးတွေကိုဘယ်လိုပြန်ညှိမလဲဆိုတော့ကျွန်တော်တို့ဒီ long process သွားတာပေါ့နော်ပြီးတော့နောက်ဆုံးကကျတော့ဒီပြီးတော့ဟို editor လည်းကျွန်တော်လည်းလုံရင်းနဲ့ဟို level တစ်ခုရောက်လာတဲ့အချိန်မှာဒီ producer ရဲ့အမြင်ကလည်းပိုပြီးပါတယ်ပေါ့နော်ဒီလိုတပြည့်ကျတော့ကျွန်တော်တို့ကကျတော့ဒီ narrative ကိုဟိုရှင်းဖို့နေပါတယ်ဟိုအရန်စိတ်ဝင်စားပြီးကျွန်တော်တို့ဒီဖြစ်တဲ့အချိန်မှာတော့ဒီဟိုကို producer ရဲ့ဟာမှာကျတော့ဒီသူက emotion ကိုပဲအဓိကသွားချင်တယ်ပေါ့အဲ့မှာတော့ကျွန်တော်တို့တော်တော်လေး struggle လုပ်ရတာမျိုးရှိတယ်ပေါ့နော်ဒီကျွန်တော်အနေနဲ့ကကျတော့ဟိုတချို့ scene တွေကကျတော့ actor တွေတအားခက်ခဲတဲ့စီးနေရှိရပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ထားချင်တာတော့လောက်ကလေးပေါ့မှန်တယ်ပဲအဲ့တော့ချက်ချင်းကြီးအဲ့ဒါယူဖြတ်ပြဖို့ကြာတော့လေကျွန်တော်နည်းနည်းစိတ်တော့မကောင်းဘူးကွယ်ကျွန်တော်ချုပ်သူတကယ်လေးဟိုပတ်စံတော့ထားလိုက်ပါပတ်စံကုန်တယ်ဒါပေမဲ့ actor တွေတွေကတကယ်ခက်ခဲလေးသူလောက်ကွက်လေးရှိရခန်းနဲ့ပြုတ်သွားတာမျိုးပဲတော့ဟိုစိတ်တော့ဟိုတော့သိမလုပ်ချင်ဘူးဒါပေမဲ့နောက်ဆုံးအနေနဲ့ကြည့်တဲ့အချိန်မှာကျတော့မလို့မို့ဒီ decision ကုန်လုံးကမမှန်နဲ့ဆိုတာကိုပြီးတော့ကျွန်တော်တို့ပဲပုံမြင်တယ်ပေါ့နော်သူတပြည့်ကတော့ကိုကားကိုဆိုတော့ကိုကဟိုနည်းနည်းစဉ်းစားတာပေါ့ငါဆိုတော့ကြည့်မှာပဲပေါ့ဒါပေမဲ့ audience ကကိုမဟုတ်ဘူးကွာအဲ့တော့ကိုကားကိုဆိုတော့သူစိုးဆောင်တာလှရဲငါကြည့်ကောင်းတယ်ပေါ့ငါကြည့်မယ်ဒါပေမဲ့ပရိသတ်အနေနဲ့ကျတော့အဲ့လိုမျိုးနည်းနည်း drag ဖြစ်တဲ့အရာအကုန်လုံးကသူတို့ရဲ့စိတ်ဝင်စားတော့ဘူးဒါတော့မှကျွန်တော်ထင်တယ်ဒီကျွန်တော်ရဲ့နောက်ဆုံး final က106အဲ့ဒါ60ခွန်ဖြတ်တာအဲ့တော့မှကျွန်တော် review တွေမှာဒါတည်းဘူးတိုသိနေဆိုရဲဟို review တွေ့ရတဲ့ခါကျတော့နည်းနည်းစိတ်ညစ်သွားတာပေါ့နော်ဒါပေမဲ့ဒါကတော့ဟို reality ပဲဒီကတော့တိုနိုင်တော့တိုပြီးတော့ပြောနိုင်တယ်လားပြောနိုင်တာအကောင်းဆုံးပဲပေါ့နော်ဟုတ်ဒါကတော့ဒီ editor ရဲ့ edit ကိုအမြင်တဲ့ကိုကအရင်ထုံနေပြီအဲ့အချိန်မှာပြီးတော့ editor ရဲ့အမြင်ရဲ့ပြီးတော့အခြားဒီပေါ်ပါတဲ့သူရဲ့အမြင်ရဲ့အဲ့ဒါကိုပဲကျွန်တော်တို့အနေနဲ့ဟိုတားကြီး against မလုပ်ဖ ೇನೆ ပေါ့နော်ဟိုနောက်ဆုံးတော့လက်ခံရဟုတ်အဲ့ဒါပါပဲအဲ့ဆိုကျွန်တော်တေချာလေးတစ်ခေါက်ပြန်သိချင်တော့အဲ့တော့ကွန်မျိုးနေနဲ့စကြိုက်ပြီဆိုတော့ version ပေါ့နော်အဲ့ကောင်ကဘယ်နှမိနစ်လောက်ကိုရှိပြီနောက်ဆုံးခု file တွေကဘယ်လောက်ထိကိုဖြတ်ချတာ106ကျွန်တော်ကြိုက်တဲ့ version အဲ့ဒါဖြတ်တော့60ခွန်ဆိုတော့9မိနစ်လောက်ဖြတ်ဟုတ်9မိနစ်ဖြတ်ကိုမင်းဆိုဘယ်လိုလဲများတာပဲနော်ဟုတ်အကြီးစင်ကြီးသစင်ပြုတ်သွားဟုတ်စူးရတဲ့အကြောင်းဒါကျွန်တော်အနေနဲ့ဒါ surprise ပဲကွန်ဖြိုးဟိုစူးတော့ကျွန်တော်မှန်းတာပေါ့ဗျာဒါပေမဲ့ first feature ပွဲကြီးမှာစူးရဖို့စူးတစ်ခုချိန်မဲ့လို့မျောလင်းခဲ့တာအဲ့လိုကြားရရမှာဒီလိုအမြင့်ဆုံးစူးကိုရတဲ့အတွက်ကောကွန်ဖြိုးနေတဲ့ခန်းစားချက်ကလေးကျွန်တော်မမျောလင်းဘူးပေါ့ကျွန်တော်မျောလင်းရတာကိုရန်စိတ်ညစ်တယ်လောက်ကမှာစိတ်ကုန်သွားတခုခုမျောလင်းရတယောက်စီတခုမျောလင်းရစိတ်ညစ်ဆိုတော့ကျွန်တော်နေလေကအစတွေကလုံးဝစိတ်ဖြတ်ထားတာပေါ့လုံးဝမျောလင်းမှုဟိုငယ်တော့ကလိုမျိုးစာစူးစမ်းပြီးတော့စူးစမ်းလေရလေဟာမျိုးလည်းမဟုတ်ဘူးပေါ့အခြားအချက်တွေပေါ့အများကြီးမှုတည်တယ်ကိုထိုးလို့လည်းမရဘူးဆိုတော့ဟိုရရတဲ့တော့ရန်ဝမ်းသာပါတယ်ဒါပေမဲ့လည်းဒါဒီ
ငါအကောင်းဆုံးဆိုရဲစိတ်မျိုးတော့ကျွန်တော်မှမဖြစ်ဘူးပေါ့နော်ဟုတ်အဲ့တော့ရုပ်ရှင်ကိုရိုက်ဖို့လေးလာနေကြတဲ့လူတွေအတွက်လူငယ်တွေအတွက်အထူးသဖြင့်ပေါ့နော်ကျွန်တော် page ကအများအားပြောတယ်ဒါဟိုဟာအခုမှလေးလာနေတဲ့လူတွေအတွက်ဆရာကြီးတွေလည်းမဟုတ်ဘူးအဲ့လူတွေအတွက်ဆိုရင်ကိုအောင်ဖြိုးကိုတိုင် feature တစ်ခုရိုက်ပြီးတော့ပြီးသွားတဲ့အချိန်မှာသူတို့အတွက်အကြံပေးချင်တာဘာရှိလဲကျွန်တော်အဓိကကိုဘာကြိုက်တယ်ဆိုတာကိုတီးဖို့အရေးကြီးလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ရုပ်ရှင်အများကြီးရှိတယ်ကျွန်တော်တို့လိုမျိုးရိုက်တဲ့သူမျိုးတွေရှိတယ်ဒီ commercial ရိုက်တဲ့သူမျိုးတွေရှိတယ်အဲ့တော့ပေါ့ရုပ်ရှင်အနေနဲ့ audience တွေကတော့အကုန်လုံးကြိုက်လို့ရတယ်ပေါ့ဒါပေမဲ့ကိုဘာဖန်တီးချင်တယ်လဲဆိုတာကတော့ကျွန်တော်ဒါ specific ကိုဘာကိုတကယ်ရိုက်ချင်လဲဆိုတာကိုတော့အဓိကသိဖို့လိုတယ်လို့ထင်တယ်ပြီးတော့ကြတော့ဒါရဲ့ကောင်းကျိုးဆိုးကျိုးတွေပေါ့နော်ဟိုဟာဒါမျိုးဆိုရင်ကိုယ့်ရဲ့ career ဘယ်လိုဖြစ်မှာလဲအဲ့ဒါမျိုးတွေ practically ပေါ့နော်ကျွန်တော်ဒီလိုစကားမျိုးရိုက်ပြီးညီမပြည်မှာလို့ပတ်စံအများကြီးဝင်ရတဲ့ဟာမျိုးဖြစ်ချင်တယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဟို practical ground ကိုလည်းတေချာကြည့်ပြီးတော့ကိုတကယ်ပေါ့လုံနိုင်တဲ့ဟာကိုကိုသိဖို့အရေးကြီးရလို့ကျွန်တော်မြင်တယ်ပေါ့နော်နောက်ပြီးကြတော့ကျွန်တော်တို့လူမျိုးပေါ့ဒီလိုမျိုးဆိုရင်ကိုဇောကပြောတယ်လို့ပဲနှစ်ပေါင်းများစွာ develop လုပ်ရတယ်ပေါ့အဲ့တော့ကိုရဲ့ first feature ကိုရွေးမယ်ဆိုရင်ကိုတကယ်ပေါ့နော်ဟိုဒါမှမဟုတ်ရင်ငါသိမယ်ဆိုတော့အဲ့လိုတော့မဟုတ်အဲ့လောက် extreme ပေါ့အဲ့လောက် level ဒီဒါကိုရိုက်ကိုရိုက်ရမယ်ဆိုတော့ကိုတိကျတဲ့ဟို subject မျိုးကိုရွေးနိုင်တယ်ပေါ့နော်အဲ့တော့ဘယ်ချိန်မဲ့ကိုဘယ်လောက်ခောက်ပဲပြန်လောက်ရငါဘယ်လိုပြောမလဲညီငွေမသွားသေးဘူးအဲ့လိုမျိုးဟာမျိုးတော့ရွေးဖို့ရေးကြည့်ရလို့ကျွန်တော်တို့မြင်တယ်နှမို့ဆိုရင်ကကြတော့ဟို idea တွေကပေါ်နေတာပဲပေါ့နော်အဲ့တော့ဒီဟာလေးလှုပ်လိုက်စင်မပြေဘူးဆိုနောက်တစ်ခါလို့အဲ့လိုမျိုးကြတော့ဘယ်မှသွားဖို့ဒါခက်တယ်ပေါ့နော်အဲ့တော့ကိုဒီကားကိုငါပဲဖြစ်မနေပေါ့နော်ငါရိုက်ကိုရိုက်မယ်ဆိုတော့ဟို subject မျိုးတော့ရွေးစေချင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်နောက်ပြီးတော့ကြတော့ဟိုဟာဒီ develop လုပ်တဲ့အချိန်မှာပြစူးစမ်းတဲ့အချိန်မှာပြကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုပေါ့နော် project တစ်ခုပေါ်မှာဟိုလူတယောက်မပုံထားဖို့အရေးကြီးတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဆိုဒီ project ကဟိုကိုမလုပ်လို့မရတယ်အများကြီးရှိရပေါ့ကိုရွေးမခံရတာမျိုးကို rejection ရတဲ့ဟာမျိုးအဲ့ဒီပုံမှာကိုတဘွားကြီးကိုပုံထားရဲဆိုရင်ကိုပျော်ရွှင်မှုတွေအကုန်လုံးပုံထားရဲဆိုရင်အသက်မဆက်နိုင်ဘူးပေါ့နော်အဲ့တော့ကိုရဲ့ဟို live မှာလဲဟိုကိုယ့်ရဲ့ source of happiness လေးတွေကိုတိပြီးတော့ဖြန့်ထားပါတော့အဲ့ဒါဆိုရင်တော့ဒီ longevity ပေါ့ long အောင်သွားနိုင်တယ် survive ဖြစ်နိုင်ဘူးဟုတ်တယ် survive ဖြစ်ရတာအရေးကြီးဟုတ်ကွန်ပြောဆိုကျေးဇူးပါလာပြီးတော့ကျွန်တော်တို့ရုပ်ရှင်ဖတ်စာအတွက်ဖြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ခေါ်ရတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့အခုတတိခုရုပ်ရှင်ကဒါရိုက်တာကိုအောင်ချိုးရဲ့အတွေ့အကြုံတွေကိုမျှဝေသွားတာကိုကျွန်တော်နားထောင်လိုက်ရတာပါအဲ့ဒီတော့သူ့ရဲ့အတွေ့အကြုံတွေအရကျွန်တော်တို့ရုပ်ရှင်ဖတ်စာကမိတ်ဆွေတွေကလည်းလေးလာစရာတွေအများကြီးပါမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲတတ်နိုင်သမျှအဆင်ပြေကြပါစေ